ဝင်းအန်တိတ်မန်ကကြိုဆိုပါတယ်ဒီကနေ့မှာတော့တော်လန်အမှုပညာဖျော်ဖြေပွဲများအကြောင်းကိုပြပြပေးပါမယ်ဆိုတော့ကောင်းကောင်းပါဝင်တဲ့မဲခင်မြန်မာရှိုးပွဲကိုဘန်ကောက်မှာပြုလုပ်သွားမယ်လို့သိရှိရပါတယ်မဲခင်မြန်မာရှိုးပွဲကိုလာမဲ့ဇွန်လ20ရက်နေ့မှာဆိုတော့ကောင်းကောင်းစောလာထော်ဝါစောပလက်တို့ပါဝင်ဖျော်ဖြေမှာဖြစ်ပါတယ်အဲ့ဒီပွဲကို The 99 Degree Music Band နဲ့တွဲဖက်ဖျော်ဖြေမှာဖြစ်တယ်လို့သိရပါတယ်ဆက်လက်ပြီးလူသားဆန္ဒမှုအထောက်အကူပြုရန်ကုန်ငွေဂီတဖျော်ဖြေပွဲကိုမေရီလန်းမှာကျင်းပမယ့်အကြောင်းပြပြပါမယ်။မေရီကန်ပြည်ထောင်စုမေရီလန်းပြည်နယ်ရှိ Harvard High School ကိုလံဘီယာကျောင်းမှာလာမယ့်ဇွန်လ29ရက်နေ့ညနေ6နာရီမှာလူသားဆန္ဒမှုအထောက်အကူပြုရန်ပုံငွေဂီတဖျော်ဖြေပွဲကျင်းပမယ်လို့သိရှိရပါတယ်။အဲ့ဒီရန်ပုံငွေပွဲမှာအဆိုတော်အလုံးဝကျော်တီဟာဒေါက်တာခိုင်စင်စန်းနဲ့ချင်းတိုင်းတို့2ဦးပါဝင်မယ်လို့သိရပါတယ်။လက်မှတ်တစ်စောင်ကိုဒေါ်လာ150 150ဆိုပြီး3မျိုးသတ်မှတ်ထားကြောင်းသိရပါတယ်။ဒေါ်လာ150ရဲ့လက်မှတ်ဝယ်ယူရင်အမေစုပုံပါတဲ့တီရှပ်တစ်ထည်လက်ဆောင်ပေးမှာဖြစ်ကြောင်းလည်းသိရှိရပါတယ်။အဲ့ဒီပွဲကို Women for Myanmar DC Metro Area မှစီစဉ်ကျင်းပတာဖြစ်ပြီး၎င်းပွဲဟာမြန်မာနိုင်ငံမှာစစ်တပ်အာဏာသိမ်းခဲ့တဲ့2021ခုနှစ်ကစပြီးရန်ပုံငွေဈေးရောင်းပွဲများနှစ်စဉ်ပြုလုပ်နေသောအဖွဲ့လည်းဖြစ်ပါတယ်ခင်ဗျာ။